အားလုံးပဲမင်္ဂလာပါဒီနေ့တော့ Movie Recap Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စက်ရုပ်နဲ့လူသား main ကလေးတစ်ယောက်ကြားကဖြစ်ပေါ်လာတဲ့အရန်ကိုအံ့ဩစရာကောင်းတဲ့ friendship တစ်ခုကိုပြောပြပါမယ်ဒီကားလေးကတော့ Transformer Universe တဲကအရန်လူကြိုက်များခဲ့တဲ့ story တစ်ပုဒ်ဖြစ်တဲ့ Drama V ပါပဲဇာတ်လမ်းလေးရဲ့အစမှာ Cybertron ဆိုတဲ့ကမ္ဘာတစ်ခုမှာစတင်ခဲ့ပါတယ်အဲ့ဒီမှာ Autobot တွေနဲ့ Decepticon တို့ကြားမှာစစ်ပွဲကြီးတစ်ခုဖြစ်နေပြီးပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြပါတယ်သို့တော့အင်အားမမျှပဲ Autobot တွေကြာရှုံးမဲ့အခြေအနေထိရောက်နေခဲ့ပါတယ်။အဲဒီအချိန်မှာခေါင်းဆောင် Optimus Prime ကသူယုံကြည်ရတဲ့ B127 ကိုတခြားကမ္ဘာတစ်ခုကိုသွားပြီးကြံနေတဲ့သူတွေကိုကာကွယ်ဖို့နေရာရှာပါဆိုပြီးကမ္ဘာမြေကိုဆေလွတ်ခဲ့ပါတယ်။ဒီလိုနဲ့ပဲ B127 လေးကတော့စစ်ပွဲကနေတိမ်းရှောင်ပြီးကမ္ဘာမြေကိုထွက်ပြေးသွားခဲ့ပါတယ်။ B127 လေးကကမ္ဘာမြေကိုရောက်လာတာနဲ့တပြိုင်နက်စစ်တပ်ကသူတွေကသူ့ကိုကျူးကျော်သူလို့သတ်မှတ်ပြီးတိုက်ခိုက်ကြတဲ့အတွက် B127 ဟာထွက်ပြေးခဲ့ရပါတယ်ထိုချိန်မှာပဲ Cybertron ကလိုက်လာတဲ့ရန်သူ Decepticon တယောက်နဲ့လမ်းမှာတွေ့ပြီးအပြင်းအထန်တိုက်ခိုက်ရင်း B127 ရဲ့အတန်ထွက်နေတဲ့စနစ်ပျက်စီးသွားပြီးမှတ်ဉာဏ်တော့မမိတော့ပါဘူးသူ့ရဲ့နောက်ဆုံးမှတ်ဉာဏ်တစ်ခုဖြစ်တဲ့ကားပုံစံတစ်ခုကိုဖန်တီးပြီးကားဖြတ်တူထားတဲ့နေရာမှာဖုံးကွယ်လိုက်ပါတယ်တစ်ဖက်မှာ Charlie ဆိုတဲ့ main လေးတစ်ယောက်ကြောင့်ဆက်လက်တင်ဆက်ပေးပါချာလီကသူ့ပဲစုံးပြီးတဲ့နောက်မှာအရန်တိတ်ဆိတ်ပြီးကိုယ်တိုင်တော့မပျော်ရွှင်တော့တဲ့ကလေးတစ်ယောက်ပေါ့သူမအတွက်ကားပြင်တာတချင်းနားထောင်တာတွေရာပဲစိတ်ပြေစရာဖြစ်နေခဲ့ပါတယ်ဒီနေ့မှာတော့သူမအချိန်မှအလုပ်သွားလုပ်နေတဲ့ကားတင်ချိုင်းကကားပြတ်တူထားတဲ့နေရာမှာကားအဟောင်းလေးတစ်စီးကိုတွေ့ပြီးဒီကားကိုသူပြန်ပြင်ကြည့်မယ်လို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်ဒါပေမဲ့သူမမသိသေးတာကဒီကားကတာမန်ကားမဟုတ်ဘူးဆိုတာပါပဲသူမကကားကိုပြင်နေတဲ့အချိန်မှာမချင်မဲ့ပဲကားကလှုပ်လာခဲ့ပြီးသူမရှိမှကြီးမားတဲ့စက်ရုပ်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ချာလီကအစမှာတော့ကြောက်ပြီးထွက်ပြေးဖို့စဉ်းစားခဲ့ပေမဲ့ထိုစက်ရုပ်ရဲ့ကလေးတစ်ယောက်လိုအပြုတ်မှုတွေကြောင့်သူမလည်းစိတ်အေးသွားခဲ့ပါတယ်။ဒီလိုနဲ့ပဲချာလီဟာသူတွေးရှိခဲ့တဲ့ကားစက်ရုပ်လေးဟာပြားတစ်ကောင်နဲ့ဆင်တူလို့ဗမာဘီလို့နာမည်ပေးလိုက်ပါတော့တယ်။ B127 တစ်ဖြစ်လဲ B ဟာစကားမပြောနိုင်တော့လို့ရေဒီယိုကနေတချင်းဖွင့်ပြီးအဲ့တချင်းတွေကနေပြီးတော့ချာလီကိုအတိတ်ပဲပြောပြတယ်တဖြည်းဖြည်းချင်းချာလီနဲ့ B ကြားမှာတဖြည်းဖြည်းနဲ့နီးစပ်လာပြီးအရန်နှွေးထွေးတဲ့ခင်မင်မီတစ်ခုဖြစ်လာခဲ့ပါတယ်ချာလီဟာ B ကိုလူတွေရဲ့ဘဝကိုနားလည်အောင်သင်ပေးပြီး B ကလည်းချာလီရဲ့စိတ်နာကျင်မှုကိုဖြည်းဖြည်းချင်းပြောင်းကူညီပေးခဲ့ပါတယ်ဒါပေမဲ့ဒီပျော်ရွှင်မှုဟာမကြာရှည်ခဲ့ပါဘူးဘီနောက်ကိုလိုက်လာတဲ့ဒီစတီကွန်တွေကကဘာမြေကိုရောက်လာခဲ့ပါတယ်သူတို့ကစစ်တပ်ကလူတွေကိုလှည့်စားပြီးတော့စစ်တပ်ကူညီတဲ့ဘီကိုအသေးအတန်ကိုလိုက်ရှာနေကြပါတော့တယ်ပြီးတော့တခြား Autobot တွေကိုလည်းလူသားတွေနဲ့နေထိုင်တဲ့ကဘာမြေကိုပါဖျက်ဆီးပစ်ခဲ့မဲ့အစီအစဉ်တစ်ခုကိုရေးဆွဲခဲ့ကြပါတယ်နောက်ဆုံးမှာတော့စစ်တပ်ကူညီနဲ့ပဲမှတ်ဉာဏ်တွေမေ့နေတဲ့ဘီကိုဖမ်းမိသွားပါတော့တယ်ဒီကိုဖမ်းဆီးပြီးနှိပ်စက်နေတဲ့အချိန်မှာပဲသူတို့အလိန်ခံလိုက်ရတယ်ဆိုတဲ့အမှန်တရားတစ်ခုကိုစစ်တပ်ကလူတွေကသိရှိသွားခဲ့ပေမဲ့သူတို့ဟာနောက်ကျသွားခဲ့ပြီဒီစစ်တပ်ကနေဟာဘီကိုရောစစ်တပ်ကလူတွေကိုပါတပ်ပစ်ခဲ့ပြီးသူတို့ရဲ့အစီအစဉ်တိုင်းလှုပ်ဆောင်မှုထွက်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲချာလီယာစစ်တပ်ထဲကိုခိုးဝင်ပြီးကြံရိပ်ခဲ့တဲ့ဘီကိုအသက်ပြန်သွင်းခဲ့ပါတယ်။ထိုချိန်မှာပဲဘီရဲ့ပျောက်ဆုံးနေတဲ့ငကိုမှတ်ဉာဏ်တွေပြန်ရလာခဲ့ပြီးသူဘာလို့ကိုကဘာမီကိုလာခဲ့လဲဆိုတော့သိရပြီးရန်သူတွေကိုတားဆီးဖို့ကြိုးစားပါတော့။နောက်ဆုံးမှာတော့ကြီးတဲ့တိုက်ပွဲတစ်ခုဖြစ်လာခဲ့ပါတယ်။ချာလီယာဘီကိုကူညီပြီးတာဝါတိုင်းပေါ်မှာအန်နေဖြစ်စေမဲ့စက်ပစ္စည်းကိုဖျက်ဖို့ကြိုးစားခဲ့လို့တစ်ဖက်မှာလည်းဘီဟာအင်အားချင်းမမျှပေမဲ့ဒီစတီကိုတွေနဲ့အကြီးအကျယ်ရင်ဆိုင်တိုက်ခိုက်နေရပါတယ်အဆုံးမှာတော့သူတို့နှစ်ယောက်ပေါင်းပြီးကဘာပြက်ပြီးလူတွေသေကြမဲ့အန်ရယ်ကိုကြက်တက်နိုင်ခဲ့ပါတယ်
ဂျာအားလုံးပြီးသွားတဲ့နောက်မှာတော့ဘီးဟာသူ့အဖွဲ့နဲ့ပြန်ပေါင်းဖို့ချာလီအနာကနေထွက်သွားမယ်အခြေအနေတစ်ခုကိုရောက်ရှိလာခဲ့ပါတယ်သူတို့နှစ်ယောက်ကြားတိတ်တိတ်လေးနဲ့လမ်းခွဲရတဲ့အချိန်လေးဟာခံစားတတ်တဲ့သူတွေအဖို့တကယ်ကိုစိတ်မကောင်းစရာပါပဲအဆုံးမှာတော့ဘီးဟာကားတစ်စီးအဖြစ်ပြန်ပြောင်းပြီးသူ့အဖွဲ့သားတွေရှိရာနေရာသို့ထွက်ခွာသွားတယ်လို့ချာလီကလည်းအရင်လိုမဟုတ်တော့ပဲသူ့ဘဝကိုပြန်လည်စတင်ဖို့စိတ်အားထက်သန်ခဲ့ပါတယ်ဒီဇလန်လေးကစိတ်အုပ်ကြောင်းပဲမဟုတ်ပါဘူးဗျာလူတစ်ယောက်ရဲ့နာကျင်မှုကိုတခြားတစ်ယောက်ကနားလည်ပေးနိုင်ရင်ဘလောက်အရေးကြီးလဲဆိုတာကိုပြသထားတဲ့ကားကောင်းလေးတကားပါတခါလေမှာကျွန်တော်တို့ရဲ့စိတ်ကိုကုသပေးမဲ့သူတွေကလူမဟုတ်လည်းဖြစ်နိုင်ပါတယ်ဆိုတာကိုပြသပေးတာပါ